mix ရိုအနေနဲ့တချင်းတပုတ်ကြောင့်ဒိုရောက်တရားကျော်တည်ဆုံးခဲ့ရတဲ့ဆိုလို့ရှိရင်တကယ်ပဲယုံနိုင်ပါမလားဟုတ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းကတော့ The Hungarian Suicide Song လို့လည်းလူတီများတဲ့ Gloomy Sunday ဆိုတဲ့တချင်းအကြောင်းဖြစ်ပါတယ်ဒီတချင်းကို1933ခုနှစ်မှာ Hungary နိုင်ငံက Composer Riso Serrat ကရေးသားခဲ့တာဖြစ်ပါတယ်ဒီတချင်းထဲမှာပါဝင်တဲ့အဓိကခန်းစားချက်တွေကတော့ဒုတိယကမ္ဘာစစ်အတွင်းစစ်ပွဲတွေရဲ့ပိထွက်ဆိုးကျိုးတွေကြောင့်ချစ်ခင်ရတဲ့လူတွေကိုဆုံးရှုံးသွားပြီးတဲ့နောက်ပိုင်းမှာမြစ်တာနဲ့မှတ်တရစိတ်တွေထဲမလွတ်မြောက်နိုင်တဲ့နှလုံးသားတစ်ခုရဲ့အထီးကျန်မှုကိုဖော်ပြထားတာဖြစ်ပါတယ်။ဒီတခြင်းထဲမှာ Sunday ဆိုတဲ့နေ့ကို Gloomy ဆိုပြီးတုံ့ထုံထားတာကအရန်ကိုနေနေတဲ့အတိတ်ပဲရှိပါတယ်။ပုံမှန်အဖြစ်ဆိုရင် Sunday နေ့ဆိုတာလူတွေအတွက်အနားယူရတဲ့နေ့အပျော်ရွှင်ရာဆုံးနေတဲ့တနေ့ဖြစ်တတ်ပေမဲ့တခြင်းထဲမှာတော့အဲ့ဒီ Sunday နေ့ဟာအတိတ်ကမှတ်တရတွေကိုပြန်လည်သတိရစေပြီးပို့ပြီးတော့ဝန်းနေစေတဲ့နေ့တစ်နေ့ဖြစ်ဖော်ပြထားပါတယ်Szomorú vasárnap 100 fehér virággal vártalak, kedvesem, templomi imával. Álmokat kergető vasárnap délelőtt bánatom hintaja nélküled visszajött.ကြည့်ရတဲ့လူတွေမရှိတော့တဲ့အချိန်မှာအရင်ကသူဖြတ်တန်းခဲ့မှုတဲ့အချိန်တွေကိုပြန်စင်းစားရင်းနဲ့အဲ့ဒီရင်လုံးဝပျော်ရွှင်မှုတွေကပဲအခုချိန်မှာအသေးကိုပို့ပြီးနာကျင်နေစေတတ်တယ်လို့ဖော်ပြထားပါတယ်။ဒီတခြင်းကတယောက်တည်းကြောင့်နေခဲ့တဲ့လူတယောက်ရဲ့မမိနိုင်တဲ့ချစ်ချင်းတွေပြန်မြနိုင်တော့တဲ့အတိတ်ကပျော်ရွှင်မှုတွေနဲ့မလွတ်မြောက်နိုင်တဲ့ဝန်းနေမှုတွေကိုတိတ်တိတ်ကလေးရင်ပုံပြောပြနေတယ်လို့ပါပဲ။ Bánatom hintaja nélküled visszajött.ဒါကြောင့် Gloomy Sunday ဆိုတဲ့တခြင်းကိုနားထောင်တဲ့အခါမှာတိတ်ဆိတ်ပြီးမိုးရွာနေတဲ့နေ့တစ်နေ့လိုအတွန်းစိတ်ထဲမှာအေးမြနေပြီမယ်။ကြားတစ်ဘက်ချမ်းမှာတော့မမြင်ရတဲ့အနာတစ်ခုလိုနာကျင်နေရပါတယ်။ Gloomy Sunday ဆိုတဲ့တခြင်းကို Suicide Song လို့ခေါ်ရတဲ့အကြောင်းရင်းကဘဝမှာမျောလင့်ချက်မရှိတော့တဲ့အခါတည်ချင်းတဲ့စိတ်အထီရောက်သွားတဲ့စိတ်ခံစားမှုအခြေအနေကိုဖော်ပြထားတဲ့အကြောင်းဖြစ်ပါတယ်။အနာဂတ်မရှိတော့တယ်လို့အရာအလုံးကမောင်ထဲမှာပဲဖြစ်နေတဲ့ခံစားချက်ကိုလည်းဖော်ပြထားပါတယ်။ဒါကြောင့်ဒီတခြင်းတစ်ပုဒ်လုံးမှာစူဆိုက်လုပ်ပြီးလွတ်မြောက်သွားခြင်းတဲ့စိတ်တွေကိုထင်ထင်ရှားရှားတွေ့ရပါတယ်။ဒီတခြင်းနဲ့ပတ်သက်ပြီးကိုဆုံးစီမှုတွေကတရားကြော်လုံးရှိတယ်လို့ရူမာတွေထွက်လာခဲ့ပါတယ်။တချို့လူတွေကဒီတန်းစာထဲမှာတခြင်းစာသားတွေပဲရေးခဲ့ကြပြီးစူဆိုက်လုပ်သွားခဲ့ကြပါတယ်။တချို့လူတွေကတော့တခြင်းနားထောင်ရင်းနဲ့စူဆိုက်လုပ်သွားတယ်လို့မှတ်တမ်းတွေထွက်လာခဲ့ပါတယ်။အချို့သောဒီတန်းစာတွေထဲမှာဆိုရင်ငါတည်သွားပြီလို့သိရတဲ့အခါနိုင်ပိုင်းအကြမှာငါလောင်းပေးကိုပြောင်းတိုင်မိတွေထုံမြဝန်းနေမြရည်တွေနဲ့မင်းတို့ဆူတောင်းနေကြမှာကိုငါသိပါတယ်ငါသိချင်ရတာမင်းတို့ထဝန်းနေစေချင်လို့မဟုတ်ပဲငါဒီစိတ်ခံစားချက်တွေကိုထမခံစားနိုင်တော့လို့ပါဆိုပြီးရေးသားခဲ့ကြပါတယ်ဒီလိုတည်တန်းစာတွေကိုကြည်ချင်းအဖြစ်လူတွေရဲ့ပြင်းပြင်းထန်ထန်စိတ်သက်ကြစိတ်နေမှုကိုတွေ့မြင်ရပါတယ်ရီဆိုဆဲရက်ဒီတချင်းကိုရေးစပ်ခဲ့တဲ့1930ခုနှစ်ဝန်းကျင်တုန်းကဥရောပမှာGreat Depression လို့ခေါ်တဲ့စီးပွားရေးဆိုးရွားစွာကျဆင်းမှုနဲ့စစ်ပွဲမတိုင်ခင်တင်းမာမှုတွေကြောင့်လူတွေရဲ့စိတ်ဓာတ်ကအလွန်မင်းကိုကျဆင်းနေတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်တချင်းထဲက gloom ဆိုတဲ့စကားလုံးဟာစစ်ပွဲမတိုင်ခင်မှာမောင်ဖုံးနေတဲ့လူထုရဲ့စိတ်အခြေအနေကိုပေါ်ပြတယ်လို့ယူဆလို့ရပါတယ်။နောက်ဆုံးဒီ Gloomy Sunday တချင်းကိုရေးသားဖန်တီးခဲ့ Riso Serrat ကို1968ခုနှစ်အရောက်မှာတော့တိုင်းမြင့်ဘဝနဲ့ခုန်ချပြီးတတ်တည်ဖို့စ조사ခဲ့ပါတယ်။အသက်မတည်ပဲဆေးရုံကိုရောက်ခဲ့ပေမဲ့ဆေးရုံမှာကိုကျိုးနဲ့အဆုံးစီရင်သွားခဲ့ပါတယ်။1939ခုနှစ်ဝန်းကျင်မှာဆိုရင်ဒီတချင်းကို UK က British Broadcasting Corporation လို့ခေါ်တဲ့ BBC အရောင်မှာရေဒီယိုမှာထုတ်လွှင့်ခွင့်ပိတ်ပင်ခဲ့ရတဲ့အထိဖြစ်တယ်လို့ရူမာတွေထွက်လာခဲ့ပါတယ်။ American နိုင်ငံပိုင်ရေဒီယိုချို့ကလည်းပိတ်ပင်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့လူတွေဒီတချင်းကိုနားထောင်လိုက်ရင်စိတ်ဓာတ်ကြပြီးတတ်တင်နိုင်တယ်ဆိုတော့ကြောက်ရွံ့မှုတွေကြောင့်ပါ။နေပေါင်း66နှစ်အကြာပိတ်ပင်ပြီးတဲ့နောက်မှာတော့2002ခုနှစ်မှာ BBC ကပြန်လည်နားထောင်ဖို့ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။အမှန်တကယ် research တွေမှာတော့ဒီတချင်းကြောင့် suicide ဖြစ်တယ်ဆိုတာတိကျတဲ့သက်သေတော့မရှိခဲ့ပါဘူး။တကယ်အမှန်အကြောင်းရင်းကစီးပွားရေးတွေဆိုးရွားစွာကျဆင်းနေတာကြောင့်ရယ်စီးပွဲတွေဖြစ်နေတာကြောင့်နဲ့ဆိုးရွားတဲ့စိတ်ဖိစီးမှုတွေကြောင့် suicide လုပ်ကြတာဖြစ်တယ်လို့သူတည်တဲ့နာဖော်ပြချက်တွေအရသိရပါတယ်။ဒီတချင်းကစီးပွဲတွေရဲ့ပိထဆိုးကျိုးတွေကြောင့်လူတွေရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေဘလောက်ထိခိုက်နာခြင်းခံစားခဲ့ရတယ်လဲဆိုတာကိုပြန်ပြောနေတဲ့တခြင်းတစ်ပုဒ်ပါပဲဒီ Gloomy Sunday ဆိုတဲ့တခြင်းကို Riso Serrat က Hungary ဘာသာနဲ့ရေးခဲ့တာဖြစ်ပြီး Sam and Lewis ကအင်္ဂလိပ်လိုပြန်ရေးခဲ့ပါတယ်အထင်ရှားဆုံးအင်္ဂလိပ် version ကိုတော့
1940ခုနှစ်မှာ Valley Holiday ကဆိုခဲ့ပြီးနိုင်ငံအနှံ့ကိုကြော်ကြားသွားခဲ့ပါတယ်ဒီတခြင်းအကြောင်းကိုနားထောင်ပြီးတဲ့နောက်မှာ Gloomy Sunday ဆိုတဲ့တခြင်းကနားထောင်သူတိုင်းကိုတည်စေနိုင်တဲ့ကျင်းစာတင်တခြင်းတစ်ပုဒ်လားဒါမှမဟုတ်လူတွေရဲ့မောင်ဖက်ချောင်းကိုပြသနေတဲ့မှန်တခြားလို့လားဆိုတာကိုဆွေးနွေးပြခဲ့ကြပါဦးကျွန်တော်တို့နိုင်ငံမှာဆိုရင်လည်းနေ့စဉ်နဲ့အမျှစိတ်မချမ်းသာစရာတွေနဲ့ကြုံတွေ့နေကြရပါတယ်ဒါကြောင့်ချစ်ခင်ရတဲ့လူတွေနဲ့ပတ်ဝန်းကျင်ကလူတွေကိုလည်းကျင်ကျင်နာနာနဲ့ကျုံနာမြတ်တာထားပြီးဆက်ဆံနိုင်ကြဖို့ကိုဒီကနေတိုက်တွန်းအကြံပေးချင်ပါတယ် Have a great day everyone Thank you so much for watching my video